ကောင်းတာတွေအမြဲလုံနေတာတော့အဆိုးတွေပဲကြုံနေတယ်ဆိုရင်ဒီပုံမြင်လေးကိုနားထောင်ကြည့်လိုက်ပါတခါတော့ကလူမိုက်တစ်ယောက်ဟာခရီးတစ်ခုကိုတွားရင်းနဲ့သူဟာတွေ့တဲ့မြအရာတိုင်းကိုအပြစ်ရှာပြီးတော့ဖျက်ဆီးလေရှိတယ်တဲ့အဲ့ဒီလိုနဲ့လူမိုက်ကခရီးဆက်နေရင်းနဲ့တရားတစ်စင်းကိုတွေ့တော့အဲ့ဒီတရားတစ်စင်းကိုလည်းသူဟာဟောဘက်ကန်းကိုကူးပြီးတာနဲ့တရားရဲ့အခင်းတွေတရားရဲ့လက်ကန်တွေအလုံးကိုဖျက်ဆီးခဲ့တယ်တဲ့ဒီလိုနဲ့ခရီးဆက်လိုက်တာနောက်တော့ရေအိုးစင်တစ်ခုကိုတွေ့တော့အဲ့ဒီရေအိုးစင်ကိုလည်းသူဟာရေစားတယ်ဆိုပြီးရေအိုးအဖုံးကိုဖွင့်ကြည့်တော့ရေအိုးထဲမှာရေမရှိတာတွေ့ပြီးဒေါသထွက်သွားပြီးတော့ရေအိုးအလုံးကိုသူကရိုက်ခွဲခဲ့တယ်အရှိဆက်သွားရင်းနဲ့အရေးအာဝါဒကောင်းတဲ့ညောင်မင်းကြီးအောက်ကိုရောက်တော့သူဟာခက်ခဏများအနားယူမယ်ဆိုပြီးတော့ညောင်မင်းကြီးအောက်မှာအိတ်တယ်အဲ့ရနိုးတော့သူကအဲ့ဒီညောင်မင်းကြီးအောက်မှာရွှေအိုးတစ်လုံးကိုသူဟာကောက်ရခဲ့တယ်သူဟာအင်မတန်ဝမ်းသာကျဉ်တဲ့မှုတွေဖြည့်ပြီးတော့သူကခရီးဆက်တယ်ပေါ့ထိုနည်းတူစွာပဲလူမိုက်သွားခဲ့တဲ့လမ်းတစ်လျှောက်လုံးကိုလူကောင်းတစ်ယောက်ဟာလည်းပဲခရီးဆက်ခဲ့တယ်လူမိုက်ဖြည့်ဆည်းထားတဲ့တရားတွေကြည်စမ်းတရားကပြည့်စည်နေပါလားသူမပြုတ်ပြင်လိုက်ရင်တော့အများပြည်သူတွေခရီးသွားလာရင်းမှာအစင်မပြေမှုတွေဖြစ်မယ်ဆိုပြီးတော့လူကောင်းဟာတရားကိုပြုတ်ပြင်ခဲ့တယ်ထိုနည်းတူစွာပဲလူမိုက်ဖြည့်ဆည်းထားတဲ့ရေအိုးစင်ကိုတွေ့တော့လည်းပဲရေအိုးတွေကိုသူကအတစ်တလုံးဝယ်ပြီးတော့ရေအိုးတွေကိုရေဖြည့်ပေးခဲ့တယ်ပေါ့လူမိုက်အိတ်ခဲ့တဲ့ညောင်မင်းအောက်ကိုရောက်တော့လည်းပဲသူကရိတ်အဝါဒကောင်းတဲ့ညောင်မင်းအောက်ကိုရောက်တော့ခဏမြအနားယူမယ်ဆိုပြီးတော့ထိုင်ရုံပဲရှိသေးတယ်ညောင်မင်းဘော်ကညောင်ကိုင်းကြီးကကြိုးကြပြီးတော့သူ့ရဲ့ပေါင်တစ်ဖက်ကိုကျိုးသွားစေတယ်ပေါ့အဲ့တော့လူကောင်းဟာရှိတုံးမရဖြစ်တယ်ငါဟာဘဝတစ်လျှောက်လုံးကုသိုလ်ကောင်းမှုတွေလည်းလုပ်တယ်အများကျိုးလည်းတည်ဖို့တယ်စိတ်ထားကောင်းစေတနာကောင်းထားပြီးတော့ဘဝကိုဖြတ်တန်းပါလျက်နဲ့အားကြောင့်များအဆိုးတွေပဲကြုံနေတာလေကံဆိုးမှုတွေကအမြဲကြုံနေပါလားဆိုပြီးတော့သူကမကြေမနက်ဖြစ်တယ်ပေါ့တရားမင်းကြီးကလူပြည်ကိုဆင်းလာပြီးတော့လာရှင်းပြတယ်တဲ့အတင်လူကောင်းနဲ့လူဆိုးတို့ဟာဘာကြောင့်များလူဆိုးကတော့မကောင်းတာတွေလုပ်နေတာပါလေနဲ့ဘာကြောင့်ရွှေအိုးကိုရတယ်လဲလူကောင်းကတော့ကောင်းတာတွေလုပ်နေပါလေနဲ့ဘာကြောင့်ညောင်ကိုင်းကြိုးကြတာကြောင့်ပေါင်ကျိုးသွားရတာလဲဆိုတဲ့အတွေးလေးပေါ့အဲ့ဒီလူမိုက်ကရခင်ဘဝတုန်းကသူကကုသိုလ်ကောင်းမှုတွေများစွာလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာသူကရွှေအိုး၄လုံးလောက်အကျိုးခံစား권ရပါလျက်နဲ့လက်ရှိဘဝမှာမကောင်းတာတွေလုပ်တဲ့အတွက်ကြောင့်ရွှေအိုးတစ်လုံးပဲရလိုက်တယ်တဲ့လူကောင်းကတော့သူကအတိတ်ဘဝတစ်ခုလုံးကကြီးမားသောအကုသိုလ်တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်သူဟာဒီညောင်ကိုင်းကြိုးကြပြီးတော့အသက်တည်နိုင်လောက်တဲ့အထိအကုသိုလ်အကျိုးကြီးမားပေမဲ့လည်းပဲဒီဘဝမှာကောင်းတဲ့စိတ်ထားကောင်းတဲ့အတွေးလေးတွေကောင်းတာတွေလုပ်တဲ့အတွက်ကြောင့်အသက်မတည်ဘဲနဲ့ပေါင်ကျိုးယုံလောက်ပဲပြည့်ဆက်လိုက်ရတယ်တရားမင်းကြီးကအဲ့လိုရှင်းပြတော့မှပဲလူကောင်းလေးကနားလေသဘောပေါက်သွားတော့တယ်တဲ့ဒီပုံမြင်လေးကိုနားထောင်လိုက်ရတော့ဘာတွေသင်ခန်းစာယူပါမလဲဆိုရင်ကောင်းတာတွေလုပ်နေပါလေနဲ့မကောင်းတာတွေပဲကြုံနေတယ်ဆိုရင်ရှေ့ဘဝကလုပ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ကိုဟာမကောင်းတာတွေကြုံနေတာဒါပေမဲ့အဲ့ဒီမကောင်းတာတွေထဲမှာမှကိုဟာကုသိုလ်တွေလုပ်ထားမယ်ဆိုရင်တော့အသက်တည်နိုင်လောက်တဲ့အထိမကောင်းကျိုးတွေဖြစ်နေပေမဲ့လည်းပဲအသက်ဘေးကလွတ်နိုင်တယ်အဆိုးတကအဆိုးဆုံးတွေကြုံနိုင်လောက်တဲ့အထိအကျိုးအကုသိုလ်ကံတွေအကျိုးကြီးမားပေမဲ့လည်းပဲဒီဘဝမှာကုသိုလ်လေးတွေလုပ်နေမယ်ဆိုရင်တော့အဆိုးတွေနည်းသွားနိုင်တယ်မကောင်းတာတွေလုပ်နေပြီးတော့ကြီးပွားချမ်းသာနေတယ်ဆိုရင်လည်းပဲရှေ့ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကအားကြီးတော့ဒီဘဝကလုပ်တဲ့အကုသိုလ်တွေအကျိုးမပေးသေးဘူးအဲ့ဒီကုသိုလ်ကံတွေကုန်သွားပြီဆိုလို့ရှိရင်တော့လက်ရှိလုပ်နေတဲ့အကုသိုလ်တွေကအကျိုးပေးမှာဖြစ်ပါတယ်ဒါကြောင့်ကံတွေကိုပြင်လိုက်ပါကံတွေများများစိုးနေရင်ကုသိုလ်တွေများများလေးလုပ်ပေးပါအဲ့ဒီကုသိုလ်ကံတွေကအသက်ဘေးကလည်းလွတ်နိုင်တယ်ကောင်းကျိုးချမ်းသာတွေကိုလည်းဖြစ်စေပါလိမ့်မယ်